ဒီမနေ့ပိုင်းမှာဖြစ်သွားတဲ့ဘန်ကောက်မြို့ပေါ့နော်ဒုစစ်ခရိုင်မှာဘာဂျီရာဆေးရုံနားတဝိုက်ပေါ့နော်ရှေ့ရလမ်းမကြီးကမီတာ30ပတ်လည်မြေပြိုမှုဖြစ်ပြီးတော့အောက်အနက်မီတာ50လောက်ထိကိုပြိုကျသွားတယ်လို့သိရတယ်ပေါ့နော်အခုမြင်နေရတဲ့ဗီဒီယိုဖိုင်တွေအတိုင်းဆိုရင်သူကဒီအနီးတဝိုက်အတွင်းမှာလည်းဒီလျှက်စစ်မီးနဲ့ရေလည်းပြတ်တောက်နေတယ်ပေါ့နော်ဖြစ်သွားတဲ့ဖြစ်စဉ်ကတော့ဒီ24ရက်နေ့ဒီနေ့ပေါ့နော်ဒီနေ့မနက်ခင်းပိုင်းမှာဖြစ်သွားတာဖြစ်ပါတယ်ဆိုတော့ဒီရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နီးနားမှာရှိတဲ့လူတွေထိခိုက်မှုလုံးဝမရှိဘူးလို့သိရပြီးတော့အခုဒီဘာဂျီရာဆေးရုံမှာရှိတဲ့လူနာတွေနဲ့ဆရာဝန်တွေလည်းအများဆုံးပြောင်းရွှေ့နေထိုင်နေတယ်လို့လည်းသိရပါတယ်မြေပြိုတာကလုံးဝကိုတော်တော်ကြောက်စရာကိုကောင်းတယ်နော်ပြိုကျသွားတာကြီးထုတ်ပြီးစိုက်ကြပါလို့လူတွေအန်ဒီရမဖြစ်တာကိုပဲကျေးဇူးတင်လာပြီကဘာကြီးကတဖြည်းဖြည်းနဲ့ဘယ်လိုတွေဖြစ်နေလဲကိုမသိဘူးကြောက်ဖို့ကောင်းတယ်နော်